ဖြူတဲ့ငါနှလုံးသားမရေရိုင်ဖို့ရှောက်တဲ့လမ်းတိုင်းဖြောင်းတအောင်စဉ်းစားမိသမျှညီမြအောင်စာနာတတ်သောလူသားတယောက်ဖြစ်ခြင်းနဲ့တကယ်ဆိုရင်သူ့ဘ